Bye.
ဆိုနေမှရက်ရွာကိုဂုံတင်တာကောင်းတယ်ဆရာကောင်းဒီပန်းကောင်းပန်းကြီးပါလမ်းကြောင်းမှာကတက်တိအစ်စ်နဲ့မင်းရဟာပတ်တိစစ်စာပြ
ကြောက်ရောက်လာကြတယ် ဘောလုံးဝကနာရှင်တက်ခင်ဗျာ ဘောအဲ့ပရိသတ်ဘောလို့နေ့လေဘောလုံးကခဏရှင်းရမလား တို့ရဖျားပွဲအဲ့လိုအော်တာပဲ အော်မင်းကဘောသမားကြီးကို ကျွန်တော်ဘိုးချစ်တယ်ဘိုးနေတဲ့ဘိုးငယ်တဲ့ဘိုးကတဲ့ဘိုးဘိုးတွေများလွယ် ကိုက ခင်ဗျာ ကိုပီစီ ရ တည်ရတာကဓမ္မယုံမန်းတဲ့ဖြစ်ပါတယ် ဟုတ်ကဲ့ အဲ့တော့အတန်အတွက်များဒုမိသားစုများအားလုံးသိခံပြီးတော့နားဆောင်ကြပါ ငါတော့ပါ အဲဒါကတော့ဒုအလူတွေကအလူမမိသားစုရဲ့အလူပဲကိုက ခင်ဗျာ အဲတစ်ဖက်တစ်လမ်းကနေပါရမီဖြည့်တဲ့သဘောပါ ကျိုးသားစို့ ကြိုးစားပါရစေ ဟုတ် အဲ့တော့ကဲကိုမြို့ပေါ်ပရိသတ်ဆိုတော့အများကြီးလေးနားထောင်မှာမဟုတ်ဘူး မဟုတ်ပါဘူး အဲ့တော့နောက်မှကျွန်တော်အကူကြီးလေးအခမ်းမှာဖြစ်ပါတယ် ဟုတ် အဲ့တော့အခုတော့9နာရီမှတ်တင်းသွား ဟုတ်ကဲ့ ကျွန်တော်က10နာရီအထိတီးမှာပါ ဟုတ်ကဲ့ 10နာရီပြီးတယ်နဲ့ကျွန်တော်အကူကြီးတခါတည်းတီးမှာနော် ကဲထိုးပေါ့ ဘာတော့အခုမှ ငါ ခုန ငါနဲ့ရလွန်ခဲ့တဲ့9လကနဲ့ထိုး တပုတ်မှကိုမတီးရသေးဘူးထိုးရမလား လွန်ခဲ့တဲ့9လကနဲ့ထိုး အဲကိုကကြီး ခင်ဗျာ လာပြီးခဏနေအဲ့ဒါရေးကြည့်တယ်ဆက်ရတော့ပါဒီပတ်စံရေးကြည့်တယ် ရတယ်မရှိစင်းရဲသားလေးတွေပေးလိုက်တို့က3နိုင်ဖြိုးနိုင်ရ ပြောချတယ်ငမွေးရနေတာ အေး ဟိုကလေးကနေစိတ်ပေးသွားတာမလည်းငါထိတ်စီးရဲ့ ငါတိတ်စီငါတိတ်စီမမင်းဟောလက်ဝမြင်လာတယ် အဲကိုက ခင်ဗျာ မိသားစုများအဲ့တော့ဖြည်းဖြည်းအေးပေါ့ဟုတ်လား ဟုတ် အဲ့တော့တီးရတဲ့တခြင်းကကဘာကိုကင်လို့ပဲလက်တန် ဟုတ်ပြီ တို့မိသားစုများမြန်မာတွေလူတွေအလူတော်ပွဲကြီးဖြစ်ပါတယ် မှန်ပါ တို့မြန်မာပရိသတ်နဲ့တွေ့တော့ဟောဒီမြန်မာဆိုင်ဝဲကြီးနဲ့ကိုကရဲ့ ခင်ဗျာကြီး မြန်မာတဟန်မြန်မာတလေးမပြောက်တီးပြနေခြင်းဖြစ်ပါတယ်ခင်ဗျာ ဘုံယူကြစို့ ဟုတ်ပြီနော် ဟုတ် အဲ့တော့မြန်မာဆိုရင်ဗါတယ်ငါညမဆိုသမှာ မြမဆိုရင်နေညင်လုံးကြတာမဟုတ်တို့လူမျိုးတွေဆိုရင်နေညင်လုံးကြတာမဟုတ် တို့လူမျိုးတွေဆိုလူများတကာကနှင်းချင်းနေ နေရတယ် ဟုတ်ပြီနော် ဟုတ် ဒါကြောင့်မြန်မာဆိုတာကိုယ့်ကိုယ်ပိုင်ကိုယ်ရည်သေးကိုယ်ဂုံတိတ်ခိုင်တဲ့ကိုနေခဲ့တဲ့မြန်မာလူမျိုးတွေပါလို့ကျွန်တော်ကဒီနေရာကနေခေကြော်တာဖြစ်ပါတယ် ဟုတ်ပြီ အဲဒါလေးကိုဝါကန်ကြည့်မယ်ကိုကန်ကြီးမမှန်ညာနဲ့နော်အဲ့တော့နားလေးတော့အာယုံဆိုင်ပြီးတီးကျွန်တော်တို့လည်းတီးတာတီးနေရတယ်မကြောက်ဘူးရေဒါတွေတီးပြီးမှန်းကိုမသိဘူးဖြစ်နေ ဘာတွေကြောင်းလဲဘာလို့ရီမန်ကို အဲ့တော့ကိုပြောတာကိုမရှင်းဘူးဒါကြောင့်ကျွန်တော်မိသားစုများကိုဖြည်းဖြည်းလေးအဲ့လာတီးခံပြီးတော့နားထောင်ပါလို့ပြောရခြင်းဖြစ်ပါတယ်တီးကြည့်မယ်နော်မြန်မာဆိုရင်ကျွန်တော်ဆရာဂီတမှုမမ်မလီနေရဒီလိုဖန်တီးထားတယ် လုံးလိုက် တို့လူမျိုးတွေအောက်မှာမဆွေရ ကျိုးသားစို့ တို့လူမျိုးတွေနောက်မှာမကျင်ရ မာရီကျိုးသားမလို့လေ တိတ်ကြီးတွေကအတွေ့ရတဲ့လာပါရဲ့မြမပိတာဆိုတာကိုတိလာတာတော့ပါရဲ့ရတ်တိချက်တွေဆိုတာလုံနိုင်ရင်လုံကြတာပါခီးစီနေတာကိုတာမရမသိမိမိအင်္ဂလိပ်တစ်ချင်းကိုမိကကြည့်နေတော့မူကြပါနဲ့ ဘာလို့ မင်းတို့ဘူရီရီယာမြမဆိုတော့မိလိုက်ပါနဲ့ညနေပါနဲ့လက်ရလွယ်လွယ်ကြီးလိုက်ပါတဲ့နေ ကိုက ခင်ဗျာ ဟာ လေမာရီပိုင်တဲ့ညမကူတာကိုပိုင်ပိုင်တဲ့ညမာရီလေးရက်တယ်ဟောလားဘုရားဘောကိုစီရ ဟေး တို့ဟာ
တိုင်းသားတမှုကဲစိုက်เสียကဟောတာသူပဲ နောက်တစ်ယောက် ကာသူပဲတဲ့ဘသူလဲဘသူလဲ ဘာသာနေတော့ ဘယ်သူလဲမမင်းနဲ့ခေကောမစော်ကစနစ်ကိုမကြော်လွားတီဟန်ကြနာဟောတာမင်းရန်ခအားလုံးရလုံးပါဖေး ဖြည်းဖြည်းလေးလုံးကြတော့ခေါင်းနေလေးပေါက်ကုန်မင်း မင်းရခါဆိုတာမန္တလေးမြို့မှာအခြေကောင်းပိုင်နဲ့ရွှေတောင်းမြန်ရဲ့ညီရွှေတောင်းမြန်ရဲ့ညီဟာရမငါမရမြန်ကြောင်ပဲ တားရဘက်ကမလို့ကြာပတော်မြို့မှာတချင်းလေးနဲ့တည်င်းမွေးတဲ့အောင်မောင်းတောင်းထားကိုရွှေပရိရဲ့မွေးစားတာမွေးစားတာ ဒါတဲ့ဘက်ကမလဲ လက်တော့လက် မင်းရခါဆိုတာမန္တလေးမြို့မှာဘာမျိုးဘိုးတူကိုမျိုးတူဤတတိကိုမျိုးတူဤတတိ ဒါလည်းဟုတ်တယ် မှတ်ထားရတာငါပဲဆုံးဝေးကျင်ထားတာ တားရဘက်ကမလို့တချင်းစာသာအလာတရားကိုဖန်ပြီးဒီအထူးစိုက်เสียဂီတာမှုလို့နာမတရင်နေရတဲ့မန္တလေးနေရရဲ့ ဘာကြီးဘယ်ရောက်သွားတာတော့ဟဲ့ကောင် မန္တလေးနေရရဲ့တတိမင်းရောဘာလို့လက်ခံထားတာဟို ပြငါလူနဲ့ပါဆိုင်တော့ကွာ သိသိကွာသူမ သူ့ခင်ဗျာမစားရမှာ မင်းကကလိုလားဒါတဲ့ဘက်ကမလဲ စားကြပါ မင်းရခါဆိုတာကြောင်မနောင်းနဲ့တခွင်မှာတတိချိန်စားရတဲ့မင်းတိတ်ခါရဲ့တတိ ဟေးလူခင်ဗျာလူကဘယ်မှာတော့လူရှာရိုက် ဟာကြည့်စရာတခေါ်ဟမ် အိုး နင်းနေရတဲ့ကိစ္စကြီးကို မင်းရကားဆိုတာတင်းတဲ့တစ်ခွေမှာတရင်ချိန်ထားရတဲ့မင်းတိန်ခါရဲ့တတိမင်းတိန်ခါရဲ့တတိခမရအောင်ရှိရဘာလို့ပွဲထားတာတော့အသားဟောမင်းလိုက်တာ ဟေးလူ ဟမ် ခင်ဗျာအဲ့ဒါလူကြီးဟာဆိုင်ထဲမှာသူ့အသက်ကြီးဆုံး ကတော့ပါဗျာပြက်လုံးနဲ့မကြုတ်ချတာမပါပါဘူးဗျာ လူကြီးခေါင်းများပေါ့ လူကြီးလားမာတာပါရင်တောင်းမှလည်းဗျာပြန်နှုတ်တယ်တားတယ်ဘက်ကမလို့ ပြောစမ်းကွာ တားတယ်ဘက်ကမလို့ဆရာကောင်းဒီပန်းကောင်းပန်းဆရာတွေများလာကြီးလာညာလာလို့လဲငါကောင်းမှုရိုက်တာတာကြီး ငါခေါင်းနေလဲနာလာပြီရှိရနွားကြီးတီးဒီဘူမင်းအဲ့ဒါမတန်မစွမ်းဖြစ်နေတာ ပြတာအားတော့လေတဲ့အဲ့ဟေးလို့အော်လို့မနက်ဖြန်တက်တော်လာခဲ့ကြလာကိုလုံးလာခဲ့ ဘယ်လိုလဲကိုကခင်ဗျာအတန်မကြားချင်ဘူးကိုပစ္စည်းရတယ်နော် ရတယ် သိကြလား ရတယ် သိကြရင်စကြည့်ဟာ မ
ဟဲ့လူအဲ့ဒါဘာလောက်တာလဲ မင်းမဲလေးလေးပင်ပင်ဆိုဓာတ်တဲ့လေးတာရှိကိုရှိတော့ ဘယ်နာအများရှားခုလဲအဲ့လောက်ကြီးတဲ့ဝိုင်းလေးရှိတယ်လား မင်းမဲလေးလေးပင်ပင်ဆို ဩဗျာကိုပြီးစီ ဗျာ ခမရလူရှင်တော်ဘယ်ဘက်ကခမရဆရာတေချာပြော ပြောလေ ဝါကြီးလေးလေးပြပြတီးဆိုတော့အဲ့လိုအကြီးတီးခိုင်းတာမဟုတ်ဘူးလို့ဒီလိုဝလက်ခွက်ကိုလေးပြီးတော့တီးခိုင်းတာအချိန်ုံပြောတယ် မအေးမြင်သားကိုမျိုးမျိုးချဲလဲနေတာမင်းမဲလေးလေးပင်ပင်ဆို ဒီတခေါ်အထူပါနားမလဲဘူး အဲ့လောက်ကြီးကတော့ထူလုံးနဲ့ကြီးလုံးနဲ့ကိုပြီးစီ ဗျာ လူငယ်တွေဆိုတော့ပေါ့ပေါ့ပါတီးတာနော်ဟုတ်ပြီနော်လူငယ်တွေဝါတီးကြီးဘယ်လိုပေါ်ပါတော့ခမရတီးတယ်လား တိတယ် တီးတယ်အဲ့ဆိုပေါ့ပေါ့ပါတီးကြည့်မယ် ပေါ့ပေါ့တီးတယ်လို့ဆန်း လောက်လားလေးရောအခု ကျွန်တော်ဝါလေးလေးဈေးခေါ်လိုက်ရနော် ဆိုသမျှဂိမ်းပေါင်း900အကုန်နိုင်ပါစေ ကဲကျွန်တော်မမကျေးဇူးများကြီးတင်နေဒါဈေးဥဖောက်ပေးတာလေဟဲ့လား စုပေးလိုက်ယနေ့မှစ၍တို့အမကျွဲခွေခြင်းဒါမှကင်းဝေးပါစေ အဲ့ဒီစုကတော့အမင်းတနိုင်ငံလုံးပေးမှရမယ်နဲ့တူတယ်နော် မစောနဲ့ကျွဲတွေမစောနဲ့အခုကကျွဲတွေကမြန်မစားဘူးပတ်စံစားတာစောနဲ့ အဲ့လူ ဟမ် ကိုပစ္စည်း ဗျာ နေတဲ့မှာမင်းဓာရီကြီးပြောနေပါ တောင်အိုးလူကမိမ10ယောက်ယူမယ် နားထောင်ပါလားကလေးတွေလည်းအိတ်ချင်ပြီးမိမဆရာကြီးဘယ်တချင်းဘယ်လောက်ကောင်းလို့ ဝါ လဲ ဝါအနိုနီဘက်ကသူကလည်းမစောရအောင် နဲ့တည်းရဲ့တချင်း ပေးတယ်ချင်းမိမ10ယောက်ယူမယ်စကြ နားထောင်ပါလား လုပ်လိုက် စကြည့်ပေါ့ ထ ဒီတန်တွေကိုအမွေတော်ခံဦးအောင်ဝေးရမင်းမျက်နှာဆိုင်ဒီတန်တွေကိုအမွေတော်ခံဦးအောင်ဝေးရမင်းမျက်နှာဆိုင်အာကဲ့ကိုစကိုင်းကျော်အုံအောကြယူစိတ်ယူလက်ခံအာကဲ့ကိုစကိုင်းကျော်အုံအောကြယူစိတ်ယူလက်ခံအော်တိုင်းလျက်ရာဇာမင်းနဲ့စီပြုရှင်မတကြီးဖုံးတော်တဲ့ဘုတော်ဖရာကတိထပြီးခင်မှာကျန် 10ယောက်လေ အစင်တိုင်းနန်းတော်ရှိကစာတိတီဒီမှာတောင်းလို့ဒီပါတောင်းလို့ရအာကာတို့မလူဘူးနော်မင်းမလူ နလမဝေးနေရဲရုပ်ရွှေနေစေနလမဝေးနေရဲရုပ်ရွှေနေစေမောင်ပြန်လာလို့ရုပ်လို့စိတ်ဝင်စိတ်တောင်းပြီးဆောင်နေရှိစိတ်တောင်းပြီးဆောင်နေရှိမောင်လာလမ်းကိုလမ်းကြွရဲ့
နင်တို့ဖေရှိရင်အော်ရင်အော်မှာနော် ကိုအာကာကျွန်တော်ဘယ်သူမှစကားပြောခိုင်းပါဘူးကျွန်တော်ကိုယ်နဲ့တော့စကားမပြောဘူးအနည်းဆုံးဖြစ်အောင်တီးနေတာခင်ဗျားကိုဘယ်သူကစကားပြောခိုင်း မပြောရင်ပြန်မယ်လေမပြောရင်ပြန်မယ်လေပြောဆိုတော့ဓာတ်တက်ထားလေဓာတ်တက်ထားလေဓာတ်တက်ထားလေမအေးမြသားဓာတ်တက်ထားလေ မလူမလူခင်ဗျားတို့မလူလူရှင်တော်မပါလဲစိုင်းနေတို့ရတယ်မလူ အေးမလွင်ပြန်မယ်မလွင်ပြန်မယ်ဒီနေ့ပြန်မယ်ပြန်မယ်ဟဲ့မပြန်ခင်တခုလို့ပြောလိုက်မယ်ဟေ့မင်းသားလည်းပြောလိုက်မယ်ငါဆိုတဲ့ကောင်ကမင်းဆိုင်နဲ့မလဲရတဲ့ဟေ့ဘာမှဖြစ်ဘူးဘာဖြစ်ဘူးရှေ့လျှောက်ငါဆိုတဲ့ကောင်ကငါတက်လန်းနေကြည့်ပဲနော် မင်းတက်လန်းနေကြီးပဲ ဒါပဲလေ ဘာတွေရှိတော့လဲ မကြီးသေးတွေမဲ့ကုန်ပြီ အကြီးတဲ့မကြီးသီးပုတ်စားခြင်းနေ ပုံမတော်တော်မင်းတို့ပါဇက်တွေအဲ့ဒါကြောင့်ဖြစ်နေတာမပြောနဲ့ငါညမ အေးဒီကပခေါ်နေတော့ပြန်လာတော့ခေါ်နေမအေးမြသားနော် ရုပ်ကြီးကပြန်တန်းသားစရာတစ်စက်မှလည်းမကောင်းဘူးဒါကို तू ကလားຫນွယ်ပြ တရလာဘာမနဲ့330ပဲအာ ငါညမ ရှင် ဟောလှုပ်လာပြီဒီချာထုပါငယ်မ ရှင် အဲကြောင့်နင်တို့မိန်းကလေးတွေနဲ့မတည့်တာပဲ ဘာလို့ လာလိုက်ရင်ပြိတ္တမိန်းကလေးဆိုတော့တို့အမေတွေတို့အမတို့တိတဲ့အတိုင်းကလေးတွေကလှကျင်ညာလှကျင်တော့နှက်ခိုင်းနေများဆိုတော့တာရဲလို့ညနေတော့အတိုင်းအလဲလိုက်ကလေးကပြင်းထားတာ မိမသားပဲ မိန်းမသားဆိုတော့အပေါ်နှက်ခမ်းအောင်နှက်ခမ်းထိရင်နှက်ခမ်းဒီလေးကပြက်သွားမှာဆိုတော့ရှင်းလို့သူ့မှာပီယုံတော့မထူးနိုင်ဘူးငါညမဆိုရွှမ်း အဲ့ဒါကလေးမငောင်းနဲ့ ဘာတော့ အဲ့ဒါမင်းတို့အောင်မင်္ဂလာတဲ့နေလို့ဖြစ်တာ ဟာဘာလို့တော့ အောင်မင်္ဂလာလည်းဘာထူးတူပဲ ဘာလို့ ညနေရှင်းတော့လေးပြန်လာမမြင်ဘူးလားအားမုံကျော်ချကြွေတယ်တဲ့ဟာတို့ဆိုမောလာစားမှာဘောင်းတွေ့မှာပဲမ အ တွေ့ လူက ဘူး တဲတာဘသူကတော့ခဲတာ ရိုးမစားဘူးတခုကောက်လိုက်လက်ခဏနေမှာဆိုတော့ မလုံးနဲ့အာကာတော်ပြီနော်ဒီတချင်းလေးနှစ်ပိုက်တည်းရှိတာပါဒါလေးအဆုံးသတ်ချင်လို့ငါညမ ရှင် တချင်းနာမည်လေးပြောစမ်းမ မောင်ခွန်ရလိုက်ခေတော်မီ ခေါ်နိုင်ပါဘူးခေါ် ခွန်ရပြောလို့ တချင်းကကိုရှိခဲ့တာနော်တချင်းနာမည်ကကိုမောင်ခွေရလိုက်ခဲ့တော့မယ် ည တဲ့ နေဘူးတွေကကိုမအေးမြင်တိုင်းမယ်နော် အာကာကြီးတော်လို့ရပြီဗျတော်များနေပြီ ပြန်ပြန် အေးပြန်သွားအဲ့တော့ငါညမလေး ရှင် တခုတော့ပြောခဲ့မယ်နော်တခုတော့ပြောခဲ့မယ်နော်ဒါပဲကွာ ငါညမ ရှင် တချင်းနာမည်ကမောင်ခွေရလိုက်ခဲ့တော့မယ် ဟုတ်ကဲ့ အရင်တော့ကစာရေးဆရာတွေညှို့ဖွဲ့ထားတာသူတို့ကောင်လေးတွေသူတို့ချစ်သူတွေကိုဘယ်လောက်ချစ်တဲ့အကြောင်းဟောက်ထဲမှာပါတယ်ဗျအဲ့ဒီမပြောသေးဘူးတီးအောင်မယ်နော်နှလုံးဘဝေအသေးတီးကြည့်မယ်ဗျ
ညမ ရှင် ဆိုသမားဗါရင် အသေးရန်ချစ်အခရာတီ ရှေ့ဆက်ဆိုတော့ ဆွေးနဲ့မပြည့်ပါရှင် တို့မိသားစုများကောင်မလေးကချစ်တဲ့အကြောင်းဆိုတာဖြစ်ပါတယ်ရှေ့ဆက်ဆိုသမားဗါရင် သစ္စာတွေမြတ်တာတွေပုံအပ်နေချစ်ချစ်သက်သေးပြုရဲ့လေးမောင်ခေါ်ရလိုက်ခေမိရှင်မောင်ကြီးခေါ်ရကိုပဲလိုက်ခေမိရှင် ချစ်လို့မောင်ခေါ်တဲ့နောက်ကိုကျမကလိုက်ခင်မှာပါတဲ့အဆိုတော်ကဒီလိုဆိုတော့ငါညမလေးဒါဖြင့် तू ကလိုက်နိုင်အောင်ဘလူခေါ်မယ်လို့ထင်လို့ तू ကဘလူခေါ်ရင်လိုက်မှာ ပစုပိတ်ခါဆောင်ပိတ်ခါပြီလိုက်ပရစီကွယ်ရွှေတွေယူ ပစိုးပိုက်ဆောင်ပိုက်ပြီးကိုအဲ့ဒီချစ်တဲ့သူနောက်ကိုလိုက်မှာပါတဲ့ ဥစောမိုင်းอ่ะ အဲ ဟာမောင်ရှင်လောင်းလေးဗိသိက်သွင်းပေးစမ်းပါတယ်ညာအမတ်တရဖြစ်ချင်လို့တဲ့ ဟောညအမတ်တရဖြစ်တော့တော့ခိုင်းတော့လေ ဟုတ်ကဲ့ အာခမရဗိသိက်ဆရာပေါ့ ဟုတ်ကဲ့ဟုတ်ကဲ့ နေတဲ့မှာခမရမောင်ရှင်လောက်မရှိဘဲနဲ့ဘယ်လိုလုပ်တက်မှာတော့ဩဗိသိက်ဆရာလာကြတဲ့ကျိုးတော့မှာနော် မင်းပြောလို့အာယုရောက်နေတယ်မင်းမရှာမရှိနဲ့ငါပြောမယ် ကျွန်တော်မင်းနဲ့လည်းဖြေအောင်ဗိသိက်ဆိုတာခမရရေစင်သွန်းတာထမင်းခွန်းတာကမောင်ရှင်လောက်ရှိမှလို့လေမှာနင့်မောင်ရှင်လောက်ကဘယ်မှာတော့ အဲ မောင်ရှင်လောက်မှာပဲနဲ့ဗိသိက်သွန်းလို့ရမလား ဒီချိန်ကလေးကအိတ်လောက်ပူတော့နော်ရတယ်ဟိုခမရစကားနဲ့ခမရနော်ဒါခမရဆိုင်းပိုင်ဆိုတော့ခမရခိုင်းမှမြောက်အောင်မှာဆိုတော့မောင်ရှင်လောင်းပိုင်ရတယ်နော်ရတယ်ခဏလေးစောင့်မောင်ရှင်လောင်းကျွန်တော်ခေါ်ခဲ့မယ် အာဟဲ့လူမောင်ရှင်လောက်ကိုခမရချီရမှာကလေးနှိမ့်ဆက်တာတေဟာ ဝါတာရတာကွာ ကြီးတယ် တော်တော်ကိုမင်းစိတ်ရှိတာပဲ ဒီတို့မှမောင်ရှင်လောင်းကျိုးကိုကျိုးတော့မလို့ကဲတော့ဆိုင်ဆရာ တာမောင်ရှင် မောင်မင်းရခိုင်းရဲ့ ဩမောင်ရှင်လောက်ရောက်လာပြီပေါ့ ကျွန်တော်မောင်ရှင်လောင်းလေးရောက်လာပြီဗျာ တာမောင်ရှင်လောင်းလေ ဟုတ်မောင်ရှင်လောက်တော့ဟုတ်တယ်ဒီမဲ့ ဘာသာတို့ခွေသားလား အမေ ဗိသိက်ဆရာ ရဆ ကျွန် ရာ တော်ပြောမယ် ဟုတ်ကဲ့ဟုတ်ကဲ့ ဟိုမရှိမှဗီဒီယိုလေးမှတ်တတ်တယ်အများကြီးရိုက်ထားတာပိတ်သက်တယ်လေ ဟုတ်ကဲ့ အာကြီးမောင်ရှင်လောက်ရဲ့မျက်နှာမျက်နှာပြောင်ဖြစ် ဟမ် ဟိုမဲ့ဘာမှလည်းမပါဘူး ဟိုခင်ဗျားတို့ဟာပေါင်မင်္ဂလာထဲမှာမိတ်ကပ်ပြင်တတ်တဲ့သူကိုရှိဘူးလား အာဒီချိန်မှတော့ဘယ်သွားရှာရှာမရဘူး ရတယ်ကျွန်တော်ပြင်ပေးမယ် ဟော ကျွန်တော်ကဘိသိက်လည်းမြောက်တယ်မိတ်ကပ်လည်းပြင်တတ်တယ် မိတ်ကလေးလိမ့်တတ်တယ်ပေါ့ ဘိသိက်ဆရာနာမည်ကြီးဗျနာမည်ကြားဘူးလား ကြားဘူး ဘိသိက်ဆရာမန္တလေးကကိုရွှေပြိုင်းကြားဘူးလား ကြား ပြီး ပြီ တယ် လေ လေ ဗျမ်းရဲ့တပည့်ဗျ ဩမင်းပါလဲ လက်ထား လက်တာနာမည်ကြီးပဲ ရတယ်ကျွန်တော်မိတ်ကပ်ပြင်မယ်ဟဲ့ကောင်နောက်ကငါတပည့်ကောင်းလေးတိုးပတ်ရင်ပေးငါတိုးပတ် တတိဆရာလောက်လိမ့်ပင်တော့ โอเคကျွန်တော်ကမောင်ရှင်လောင်းတော့ ညံ့လို့ပါကိုချူရဲ့ အလားတရားအယမ်းမှတ်တာ ဟုတ်ပြီကျွန်တော်တိုးပတ်ကလေးရပါတယ် အာဗိသိက် ရဆရာ အဲ့ဒါတုတ်ဘက်ပေါ့ ကျွန်တော်ရဲ့တိုးပတ် တင်းတင်းလေးပါရော မောင်ရှင်လောင်းနဲ့ဒါနဲ့မှအန်ခိုက် ဒီတုတ်ပဲမြင် ဟိုကကျွန်တော်ဟာလေကျွန်တော်မိတ်ကပ်အိတ်ကလေးပေးပါဦးမိတ်ကပ်လေး မိတ်ကကလည်းမျက်နှာနဲ့ ဓမ္မကျွန်တော်မိတ်ကပ်အိတ်ကလေးပါဗျာအာဘိသိဆရာကိုဝိုင်းအောင်ကြီးဝဲဒီအများကြီးရပါစေအသက်ရှူတိုင်းငွေဝင်ပါစေငွေတွေဝင်အောင်အသက်များရှူညမအိမ်နဲ့ အာနာဇာကိုဝိုင်းကြီးရေထယူရမှာပေါ့အာနာဇာကြီးပဲ ခြေစွတင်ပါတယ်မင်းတို့ကတော့ပွဲတွေရပါစေလို့မပေးတော့ဘူးမင်းတို့ကြီးယူနေတာ စုပ်ကိုမပေးတော့ဘူးပြော မ ပါ ပေးတော့ဘူးပြည့်စေလို့ရော့သိထားငါသားကဲတော့မောင်ရှင်လောင်းလေးမိတ်ကပြင်ရမယ်နော် အဲပိတ်တိဆရာ ဟာဘိသိတာမိတ်ကသူလိုက်တော့အများကြီးမလို့ အဲ့လိုပဲ ရည် ပိတ်တိဆရာဟိုသူကမိတ်ကကိုသူကလည်း ဟုတ်ပြီဗျာဟုတ်ပြီ လောက်လိမ့်ပင်တော့ ပမစ္စယဖြောင်တူပဖိုးဖို့ လုံးစမ်းကွာ ဟာဆောလာသွားပြီ ကဲဆိုင်ဆရာရဲ့ ဆရာကြီးဟိုမဲ့ကျုံမောင်ရှင်တော့ဒီလောက်တွတ်တွေမိုးထားတယ်ဟိုမဲ့ချီးကုန်ပြီခင်ဗျအဲ့ကိစ္စရှင်းအောင်ဘယ်နဲ့ဗျာ ပိတ်တိဆရာ ဟမ် နေကြနေသလားလို့ နေကြတာမဟုတ်ဘူးမင်းမျက်နှာပေါ်နွားလေးဖြတ်မောင်းတာ ဟုတ်ကဲ့ပါပါ တခါပြင်တာနဲ့တခါလှစီရမယ်
မိတ်ကတော့ပြီးသွားပြီမောင်ရှင်တော်ရဲ့နှခမ်းလေးလိုနေတာ လက်ရတော့တကယ်ကိုပြောင်းပြောက်ပါတယ်ဗျာ နှခမ်းဒီလေးလိုနေတာ ဟုတ်ကဲ့ဟုတ်ကဲ့ ကျွန်တော်ကမိတ်က2မျိုးပဲအများကြီးမသေးဘူး2မျိုးပဲရပြီ ဆရာဘာလို့နှခမ်းနီ နှခမ်းလေးလိုနေတာ မောင်ရှင်လောင်းနှခမ်းနီဆိုတာတီးတီးလေးဒီနှခမ်းပေါ်လေးကိုပဲဆိုရ ဒီနှခမ်း ဘာမှမကြောက်နဲ့ မဆူနဲ့ဆူရင်မလာတော့ဘူးမဆူနဲ့ ကျုံမောင်ရှင်လောင်းလှနေမှတော့ဖြစ်မှာတော့ ဒီဟုတ်သွားပြီရပါပြီကြ လှသွားရလား ကြိုက်တော့ တာနာလားမသိဘူး ဆိုင်းစရာကိုမင်းရခိုင်ရဲ့ဘယ်ဘိတ်သိမ့်မှာဒါမျိုးမလုပ်ဘူးနော် ဟုတ်ကဲ့ ဘိတ်သိမ့်စရာစိန်လက်ထတယောက်ပဲလုပ်တယ် နာမည်ကြီးပဲ အဲ့တော့လှတယ်နော် ဘိတ်သိမ့်ကစကြပါစို့ဗျာနော်ကဲအဲ့တော့မောင်ရှင်လောင်းလေး ညာ ဘိတ်သိမ့်အစက ဟမ် ကိုစားကိုတိမှာပေါ်ကျလကားတိပါ ဟိုအေးဘိတ်သိမ့်ကအမြန်လုံးလေးစလိုက်အောင်မောင်ရှင်လောင်းဖျားကြောမယ်ဖျားစင်ပဲလေဖျားစင်ရောဘယ်မှာတော့သိလားငါမရတာ ဒီမှာတော့ဖះ ကျုံရတာမှန်ကြောလိုက် ကတော့မလို့ပါပဲအဖေ လောက်ကလေးချီတာကဲဆိုင်းစရာကိုမင်းရခိုင်ရဲ့ဘိတ်သိက်ခန်းဆိုတော့ဖယားကြောခန်းမှာဖယားနဲ့ပတ်သက်တဲ့စာလေးရွတ်လိုက်ချင်တာက ရွတ်ပါကဲ တစ်ထားဟောစီနာတော့မွေးတဲ့ကောင်လေး ဘာလို့လို့မြ တော်တဲ့ဘကမသွားနဲ့မွေးကြိုက်သေးမဲ့ယုံ ဘာဖြစ်လို့တော့ ဟာတစ်ထားဂျီတန့်ကလေး ပါတယ်လေ အမြန်လို့ခောင်းနေမောလာပြီ တစ်ထားတစ်ထားအပမေဌာနာရွာသားတပြေကန်ချာကြောအခုလိုကျက်တဲ့ရင်မင်္ဂလာရှိတဲ့ဖယားကြောကပြည်ပြန်တော့မောင်ရှင်လောင်းလေးမိဘကြောကစအောင် မိဘကတော့ကန် အမိဖပဲလက် ဟောမိဘပဲ မောင်ရှင်လောင်းအမိဖဘယ်မှာလဲ ဩကိုသောမိုင်းတော့မအားဘူးတဲ့မင်းအဖေပဲလက်မင်းကသူ့အဖေလို့ တရအဖေပေါ့ မင်းအဖေပဲလက်မင်းအဖေပဲလက် အသားကြီးနဲ့နှာခေါင်းနဲ့တော့ဝမ်းဆက်ပါပဲ လက်မင်းအဲ့တော့ကဲမိဘကြောကကြတော့မင်းကပြင်းခွေမင်းကပြင်းခွေ အဖေလို့ကျွန် မင်းက တော် ပြင်းခွေဟိုကောင်မင်းကလှုပ်ချီ ဟမ် မင်းကပြန်ကြောရမှာ ဟိုခမရပဲကျုပ်ကိုဒီမောင်ရှင်လောင်းအဖေ မ ဆို င်းကပြန်ကြောရမှာပြောင်းပြန် ကျွန်တော်ကတော့မှာ မင်းကကြောရမှာ ဟုတ်လား ဟာသူ့အမေဘိုက်တော့မှာ तू ကကွေးလေး ဟုတ်တယ် သူ့အမေကဘူငါစာကအကုန်ရှောင်ရှားတာ မိဘမြတ်တာဆိုတော့အပူငယ်ဆက်ခမအေလို့တဲ့သူကတော့အကုန်ရှောင်းနေဗျာ မင်းကသာ3ရက်တခါလာပြီးတော့မျက်စင်းခတ်တာ မတိမတာပါ ဘာ ရှော လို့ က် စိတ်ကတာ အဲ့တော့မင်းကပြန်ကြောရမယ်လှုပ်ချီ ကျုပ်ကတော့မှာ ကဲမိဘကြောကဆိုတော့မိဘကြောကပတ်သက်စာလေးရွေးလိုက်ချင်တာက ရွတ် တစ်ထား ဒါကြီးပါပဲနော် တစ်ထား အဲ့ဒါကြီး အပမေဌာနာရွာသား ညာ တပြေကန်ချာတော့ မောင်ရှင်လောင်းထိုးခံရတော့မှာပါ ကဲ ညနာရုပ်ပဲလက်သွား ကဲဆိုင်ဆရာရဲ့မိဘကြောကပြီးသွားပြန်တော့စတဲ့စတဲ့တော့ကြတာပေါ့နော်ကဲမောင်ရှင်လောင်းဒီတစ်ခါကြတော့အဲ့နရဲ့ကင်းအောင် တိတ်ဆင်းရတယ်ငါတော့ ချီမန်းကွန်းဆွတ် ဩမကြောက်နဲ့မောင်ရှင်လောင်းအကုန်လဲကြွကြပါတော့မင်းလည်းဟိုကြီးကြနေတယ်ဖုံဆုပ်ဆက်ကြီးကြနေတယ်မှန် မောင်ရှင်လောင်းရဲ့လာချီမန်းကွန်းဆွတ်မယ်ဆိုတော့ မကြောက်နဲ့ခြေပန်းဝဲဆိုတာအချီကျိုးလေးတွေကိုတောင်း တေးသေးလေးအ တေးသေးလေးတွေစွတ်မှာ တချို့ကပရိတ်ချီတဲ့ခေါ်ကြတာတို့ဘိတ်သိက်ဆရာကြတော့ပရိတ်ချီဆွတ်လို့မရဘူးပရိတ်ချီဆိုဆရာတော်ဖခင်များရွေးလို့ရတာပရိတ်ချီတို့ကြတော့အုံချီလို့ခေါ်တော့အုံချီ အုံချီ အုံခံမန်းလားအုံချီတဲ့ဟိုကနောက်ကဟဲ့ငါဟိုပရိတ်ကျိုးလေးပြတာ ကဲတော့ချီမန်းကွင်းစခန်းလေးအချီကျိုးလေးမြင်းလေးနဲ့ အချီကျိုးတေးသေးလေးတွေမဟုတ်ဘူးလား ဟုတ်လား ကဲတော့ အဲ့ဒါခြေပန်းဝင်းကြီးပေါ့ ကျွန်တော်အုံခံမန်းလိုက်ပါဦးမေဗျာအုံ ညင်တာလိုက်လား အုံ ဗိသိက်ဆရာ အုံ အေး ချီမန်းဝတ်ဆိုတော့ချီမန်းဝတ်နဲ့ပတ်သက်တဲ့စာလေးရွေးရတာဟိုဗျာကဲရွေးလိုက်ချင်တာက တစ်ထားဇစ်ထားအပမေထားရွာသားသပြေကန်ချာ ဟုတ်ပြီဟုတ်ပြီ ဟေးဟေးဟိုကျိုးကြီးမြင်နေ က
မောင်ရှင်တော့အသက်ကိုထွက်တော့မှာဟိုက မောင်ရှင်တော်ဆိုပြီးကြရုပ်တည်တယ်နော်ဖိတ်သိဆရာ ဘိတ်သိစရာစိတ်လက်ထားပါဆိုမှပဲ လက်ကြီးနဲ့မလုံနဲ့ ကဲခြေတော်ကြီး ဒိုင်းမွေးတွေမြင်လို့ပြောတာ နောက်မှပြားဘူးပက်ပြီးနှုတ်ပေးမယ်လို့နော်ကဲတော့ဆိုင်းဆရာရဲ့ဒီတစ်ခါကြတော့မောင်ရှင်လောင်းလေးအန်ဒီရဲ့ကင်းအောင်ရေးစင်းဖြန်းကြပါစို့ဗျာနော်ကဲရေးစင်းဖြန်းမယ်ဆိုတော့ဟွာကောင်းလေးငါဟွာခယူးနဲ့မလုံနဲ့ခယူးနဲ့မလုံနဲ့ခယူးကမကောင်းဘူး မောင်ရှင်တော်တော့စိတ်ညစ်တယ်ငါတော့စိတ်ဆင်းရတယ် ရေးစင်းဖြန်းမယ်ဟာလေးပေးလိုက်မှာဟာ မောင်ရှင်တော်နေချင်းတွေကိုသိပလိုက် မောင်ရှင်လုံးမကြောက်နဲ့ရေရင်းဖြတ်မှာခယူလေးနဲ့မဟုတ်ဘူးလား ကဲဆိုင်းဆရာရဲ့တချို့ဘိသိက်ဆရာတွေကဘာထဲ့တော့တပြေ တပြေးမြေစာပါ ကျွန်တော်ကတော့အတိတ်နဲ့နမိတ်နဲ့ထည့်ထားတာဗျာ အဲ တမာတဲ့ တပြေးနဲ့တမာနဲ့ဘာမှကိုမဆိုင်ဘူးနဲ့နော် တမာပိုးပြီးကောင်းတယ် ဘလူကောင်းတာ တာတိုင်းမာထားရှိအောင်လို့ ဩ တမာ သူ့အတိတ်နဲ့သူပေါ့လေ ကဲအဲ့တော့ဝါ အမေတောက်လာခေါ်အောင်မေ ကဲရေတင်ဖြန်းမယ်ဆိုတော့ရေတင်ဖြန်းတဲ့စာလေးရွေးလိုက်ချင်တာက ရည်စင်ဖြတ်မဲ့စာဘလူ ရွေးလိုက်ချင်တာက တစ်ထားငါကိုရနေပြီရေတခြားဟာလို့ မင်းရဲ့မြောက်လဲငါဆိုင်တီးမလား တော်မမြောက်ချင်ဘူး အဲ့တော့မော်ရှင်လောင်းလေးဟာဒီခါကျတော့ရေတင်ဖြန်းတော့ဒီစာမရွတ်တော့ဘူး ဘာကြောင့်ပါလဲ ရေနဲ့ပတ်သက်တဲ့ချင်းလေးစိုးပေးမယ်နော် ဩရေပါတဲ့တချင်းလေးဆိုမယ် အတားရေသပင်မွဲမြူးမြူးကြွားကြွားစီရိုတိုင်းကမစဲတူတကူလား မောင်ရှင်လုံးမိနေနေဟာ အတားဘွဲမှာနေတဲ့ လူကထားပါ မှာကျတဲ့လားဘာဖြစ်လို့မောင်းနေမှာနေတဲ့လားရှင်နေမြဘောဆူရှိမဝါချောချောမောမောလာလာပါပါကမမကိုတိုင်းပါ အပြာကြီး အမေရဲ့အမေရဲ့ပြောင်းလို့အမေရဲ့ပြောင်းလို့အမေရဲ့ဆရာကြီးကျုပ်မောင်ရှင်လုံးခင်ဗျဒီတိုင်းဆိုမယ်မနေ့ကစီးကန်းတော့ပူအောင်မှတည်းလို့နော် အမလေးအခုနချွေးပြန်လို့အခုရေချိုးရပါလား မင်းတို့ကြောင်ကြောင်ဘိသိက်ဒီမန်းလေးဘိသိက်ဒီဒီလိုလေးဆွယုံဆွတော့အလကအန်ရဲ့ကင်းမလား ဩဒါဘလူလို့ ပုံးလိုက်လောင်းလိုက်မှမောင်လေးပျောက်သွားပြီလို့ အဲ့ဒါမှအကုန်လုံးအမြဲကင်းတာပေါ့နော် ကဲတော့မောင်ရှင်လောင်းလေး ညာ ကဲဒီတစ်ခါကျတော့ဟိုရေတဖန်ကပြီးသွားပြီ ပြီးတော့လေ အာဟာရထမင်းလေးစားလိုက်အောင် အမေအဲ့ဒါစောက်နေတာပဲကျုပ်ငတ်နေတယ်ညနေရမစားလိုက်ဘူးလား ကဲတော့ဆိုင်ဆရာရဲ့ထမင်းခွန်ကကြတော့ မောင်ရှင်လုံး ထမင်းခွန်နဲ့စားလေးရွတ်လိုက်ချင်တာက ဘလူပါလိ သစ်ထားဇစ်ထားအပမေးထားရွာသား အာခဏငါဟိုငါပကံလုံးလေးတေးသေးလေးနဲ့ထမင်းစရိပဲထမင်းစရိ တီးတီးလေးလား အာ ဟာ ဒါ ကဲတော့ထမင်းခွန်မယ်ဆိုတော့ရွာသားတပြေကံ ကဲ ဆရာကြီးထမင်းကဇွန်းလေးနဲ့နည်းနည်းလေးခွင့်မရဘူးလား ဟာ ဟိုမောင်ရှင်လုံးစကားကိုမပြောနိုင်တော့ဘူးခင်ဗျားလောက်တာလေ တခါတဲ့အဝဩညကြစာမဆိုးလို့ ငါဟာရော ဟမ်ဘောအကြီးတဲ့ဓမိုင်ုံနဲ့မရှင်းမအောင် तू ကဘာတွေပြောနေမှန်းကိုမသိတော့ တာကျန်ညာ ဟမ်ဟဲ့ရောက် ကိုကောင်မောအောင် ကဲမောင်ရှင်လောမထွေးနဲ့မျိုးချလိုက်ငါငရုတ်သီးတွေအများကြီးထည့်ထားတာမျိုးချလိုက်ကဲတော့ဆိုင်းဆရာရဲ့မောင်ရှင်လောင်းလေးပြီးပြီ ရုပ်ကြီးကအဲ့ဒီလိုလား ဟမ် ရုပ်ကြီးကအဲ့ဒီလို ဟုတ်တယ်ငါကိုယ်တိုင်ရွာတန်းရှီယာတောင်းပြီးညစ်ပတ်ပြီးထည့်ထားတာ အာကာ ဟမ် အော်ဘိသိစီကကျွန်တော်ပြောမယ်ဘာခိုင်းနေကြသေးတော့ တခန်းမဲ့ကြံတော့တယ် ဟောတခန်းပြီးပြီလား နောက်ဆုံးပိတ်ခါရတော့ကဲသာသနာပေါင်းဝင်အောင်စံချကြပါစို့ ကဲတို့ဆရာရှိတယ်မြန်မြန်လုပ်ပြ ဆရာတော်ဖျားစီသွားဆရာတော်ဖျားမြတ်ကြလှုပ်ရှုပ်တယ် ဒီချင်းချင်းနေပါဦးစ ဒီ င် ချင်းနေမှာအဲ့တော့ငါကိုယ်တိုင်စံချပေးမယ်ဆိုတော့ ဟုတ်ကဲ့ ကောင်းလေးနောက်ကငါဟွာဗလိတ်ဓာလေးဘယ်နှထားဟမ်ခေါင်းငါတယ် အေး
အလုံးလည်းတီးကုန်ပါ ခင်ဗျာဂျုတ်တွေပါတယ်တခါတည်းပါပြီးသား ဟုတ်တယ်ကျွန်တော်ပါပြီသားကျွန်တော်ကိုချင်ဦးရဲ့မျက်လုံးလင်းလင်းတဲ့ဗလိဒါလေးပေးစမ်းမှာပြူးတလောက်ကန်းနေဟဲ့ ဆရာကြီး ဘောင်ရှင်လောက်ကိုရွေးရ ချုပ်ခလေးဆို ဟုတ်ပါဟုတ်ပါ ငယ်ငယ်တော့တင်းတုံးဓာလေးနဲ့ကောင်းကြတယ်ပေါ့ မော်ရှင်လောင်းလေးစံချမယ်ဆိုတော့မြန်မြန်ဆန်ဆန်ချဖို့ရေးကောင်းလေးမတိမ်မဆောင်ကွာဘိန်းမောင်းတာချလိုက်တော့ ဒါဘာလို့မလို့ စံချဆိုစံချဆို ဒါနဲ့ဆက်ချောင်း စံချပါလား ဒီကောတော့ချောင်း တော်လေးချင်ရတဲ့သူကိုရင်ဆိုတဲ့ရှစ်သိမ့်ထားတဲ့အလားလေးကရဲ့လာပါပြီတဲ့ဤကကျင်တော့လာလို့ကိုကျင်တော်လေးဒီလိုပါပဲပဲတော်လေးချင်ရတဲ့သူကိုရင်ဆိုတဲ့ရှစ်သိမ့်ထားတဲ့အလားလေးကရဲ့လာပါပြီတဲ့ဤကကျင်တော့လာလို့ကိုကျင်တော်လေးဒီလိုပါပဲပဲချစ်တဲ့ကောင်းပွင့်သူ့အမူလေးဒီစလူပွင့်ဒီမအီဘုံတော်ရင်ပွင့်ဒီမတူအောင်ပြတဲ့သားနဲ့အလားလေးများပြီးကြပြောက်ပြီလက်ဆိုင်လာတဲ့အလားပိုင်ရှိလူတကာတွေ့ရင်မျက်နှာမပြနေအလားလေးယူသွားလိမ့်မယ်အခုကိုဆိုင်နေပြောပြောချစ်တဲ့သောကငါလိုဝီတိုရဲမကြည့်ရှုံးတဲ့ပြုံးမြူလေးလူမရှိတယ်ငါနိုးတဲ့ပြုံးမြူလေးသူ့နှုတ်ခါတွေလုံးလီလုံးနဲ့ပတ်သက်ဖို့ဟန်ပြည်ပြည်သူကြီးလောက်တဲ့မျက်နှာဝိုင်းလေးရဲ့မျက်နှာဝိုင်းလေးနဲ့ချစ်ရတဲ့သူကိုရင်ဆိုတဲ့ချက်တိုင်းထားတဲ့အလားလေးကရလာပါပြီတဲ့အေးပြချင်တော့လာလို့ပဲကိုချင်တော့တဲ့ဒီလိုပါပဲခွေတိုင်းထားတဲ့အလားလေးကရဲ့လာပါပြီတဲ့ဤပြချင်တော့လာလို့ပဲကိုချင်တော့လေဒီလိုပါပဲပဲချစ်တဲ့ကောင်းပွင့်သူ့အမူလေးဒီစမလို့ပွင့်အသေးမအေးဘုံတော်ရင်ပွင့်မတူအောင်ရဲ့သားနဲ့အလားလေးများပြီးပြပြောက်ခဲ့တဲ့ဆိုင်လာတဲ့အလားပိုင်ရှိလူတကာတွေ့ရင်မျက်နှာမပြနေအလားလေးယူသွားလိမ့်မယ်အခုကောဆန်နေပြောပြောချစ်တဲ့သောကမလားလို့ဝင်တော်တယ်မကြည့်ရှုံးတဲ့ပြုံးမြူလေးလူမရှိတယ်အပါနောတဲ့ပြုံးမြူလေးသူ့နှုတ်ခါတွေလုံလီလုံရဲ့သွားတာကိုဟန်ပြည်ပြည်သူကြီးလောက်ကရတဲ့ဝိုင်းလေးရဲ့ရတဲ့ဝိုင်းလေးနဲ့ချစ်ရတဲ့သူကိုရင်ဆိုတဲ့စက်တိုင်းထားတဲ့အလားလေးကရလာပါပြီတဲ့ဒီကရတော့လာလို့ပဲကိုရင်တော်ရဲ့ဒီလိုပါပဲရပြီလား ရပြီရပြီ ကောပြလိုက်ပါမယ်နော် ဟုတ် ဟုတ်ကဲ့ ရပြီ အဲ့တော့ကိုက ခင်ဗျာ ဒီနေ့ဒီရက်တော့ကျွန်တော်အလွတ်ရှင်လူမမိသားစုများအားလုံးက ဟုတ် တို့အလူတကာကြီးအလူမကြီးကစိတ်တူကိုယ်တူလှူတဲ့အလူဖြစ်ပါတယ် မမ ဒီနေရာမှာဟဟလားကဲဒါဖြင့်တို့မိန်းမကြီးယောက်ျားတို့ကတော့လှူမယ်ဟာလို့တိုင်ပင်ကြည့် တိုင်ပင် အ လား လူတကာကြီးကတိုင်ပင်ဟောအလူမကြီးကယောက်ျားကြီးမလှူချင်သေးဘူးဝိုင်းလေးဖြစ်ဖြစ်ကားလေးဖြစ်ဖြစ်စီတက်ကလေးဖြစ်ဖြစ်တဲရအောင်ဒီလိုဆိုရင်ဆန္ဒတွေပြက်တယ်နော် ဟုတ်ပါ အဲ့တော့ဒီနေ့တော့အလူတကာကြီးကလည်းတိုင်ပင်တို့အလူမကြီးကလည်းကြည်ပြူပြီးတော့စိတ်တူကိုယ်တူလှူတဲ့အလူတော်ကြီးဖြစ်ပါတယ် ဟုတ် ဒါကြောင့်ကိုက ခင်ဗျာ တို့အလူတကာကြီးသန္တနာဒိုင်ကာကြီးဖြစ်တဲ့ဥဇော်မိုင်းတို့သန္တနာဒိုင်ကာမဒေါ်သူစာနွဲတို့အလူတော်ပွဲကြီးကိုဒီနေ့ဂုဏ်ကြီးမွေတဲ့ချင်းက
ကျွန်တော်ဆရာဂီတာမှုမန္တလေးနေရန်ကိုယ်တိုင်ရေးထားတယ် ဟုတ် စိတ်တူကိုယ်တူလှူတဲ့အလူ မန္တလေးမေးရကရွှေဆိုင်နဲ့စိတ်တူကိုယ်တူလူတဲ့အလူတဲ့ဟေး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 ကျွန်တော်တို့ယူရီကအလူကျွန်တော်တို့ယူရီကအလူနှစ်ဖက်မိဘအမှုထားပြလို့လူစီကလာတဲ့အလူ ဟုတ်တယ်ကော တိုက်ရိုက်လာတဲ့အလူသာသူလူသမီးကိုလူနေကိုကြီးမမလို့လူအလူဦးစောမိုင်းရဲ့အလူတို့သူသားတွေရဲ့အလူလူတွေကအလူမခရာရီလူယူစိတ်တူကိုတူလူတိအလူတဲ့ ဘာလာတော့တော့တော့ဘာလာတော့မှတော့ဒီပါလို့တော့ဘာသာရေးပေးရတာစိတ်ဆိုင်နဲ့စိတ်ကိုလူတဲ့ပါပါပါမျိုးလုံးနဲ့အပြော်ကြီးပြောလူပဲဝတ်ထုများကဆုံတော့တို့နေလူနေတော့ရကဝိုင်းဝင်းလို့ကူကြတယ်တော့အလူကွေးတော့အတူတူတွေပြောစိတ်စီကနာခရတော်လေးစိတ်စီကနာကျွန်တော်တို့မျိုးတွေကအလူကျွန်တော်တို့မျိုးတွေကအလူနှစ်ဖက်မိဘအမှုထားပြလို့လူစီကားလာတဲ့အလူတိတ်ရိုက်လာတဲ့အလူသာလူသမီးကိုလူနေသာကိုကြီးမမလို့လူဦးစောမိုင်းရဲ့အလူတော့သူသားတွေရဲ့အလူလူတကအလူမခရာရီဖြူဖြူစိတ်တူကိုတူလူတိအလူစိတ်ကိုလူတဲ့
ပြော အယောလုံးလေးပြောကြီးရော လူပဲဝတ္ထုများပါစုံလာတော် နာမညမိတာကုန်ပြီနော် တို့ကဲသူနေတော်ရကဝိုင်းဝီလို့ပူကြရဲ့နော်အလူပွဲတော် အတူတူတွေပြော တူတူလေးတော် အလူပွေရော စိတ်စီရနာခရတရားလေး စိတ်စီရာတရားပြမယ် လူပွဲလူနာပြောပြောရပါပြီတို့လူ ရပါပြီ ကျေးဇူးထုတ်တယ်ပါနော် ဒီနေ့တော့ပါလေဒီကလေးပါတော့ဒါလေးကတော့ဟိုပရိယဆရာလိုက်လို့နေဆရာဒါလေးကိုနည်းနည်းဆွဲရိုက်ပေးကြပါနော်ဒါလေးကအမှန်တရားရေးကြည့်တဲ့ခါမှလို့ပါအရှိစားကားလေးကလေးကဒီထက်မှာကဒီနေ့ညနေနေကြပါစီကိုကဒါကကျွန်တော်တို့လူရှိလို့ပြန်ရအောင်ဆက်ချင်နော်ဟုတ်ကဲ့ကဲကိုကကျွန်တော်တို့ရေးရပါမယ်နော်ကဲရောတပွဲလုံးနေရာကပေးတယ်နေရာကမယူနဲ့တပွဲလုံးရော50အဲ့ဒါမကြီးမာရီဒီဆရာရဲ့ဆရာပေါ့နော်ဗေဒီရှာရှိလာချင်းပွဲတွေရပါသည်ညပါအားရရှိပါသည်အိမ်မကပါကဲတော့